အားလုံးပဲမင်္ဂလာပါ 1K Cooking Blog Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အနံ့ရတာနဲ့ပြည်စုံတဲ့နာမည်ကြီးနင်ပလက်ထမင်းပေါင်းရန်ကုန်ဖတ်ထမင်းပေါင်းလေးကိုလုပ်ပြပေးမှာပဲဖြစ်ပါတယ်အရင်ဆုံးကြက်သွန်ဒီနှစ်ချက်ဖို့အတွက်ကြက်သွန်ဒီလေးတွေကိုခပ်ပါးပါးလေးတွေလီးပေးထားပါမယ်ပြီးရင်ကျိတ်ဆက်တဲ့ကိုကြက်သွန်ဖြူလေးထည့်ပြီးတော့ကြီးညက်သွားသည့်အထိချိန်ပါမယ်အခုလိုအနေထားလေးဆိုရင်ရပါပြီချိန်ထားတဲ့ကြက်သွန်ဖြူလေးတွေကိုပကံနဲ့ထည့်ပါမယ်ကြက်သားနှပ်ဖို့အတွက်ကြက်သွန်ဖြူလေးတွေကိုနည်းနည်းချန်ထားပါမယ်ခုနကကြိတ်ပြီးချန်ထားတဲ့ကြက်သွန်ဖြူတွေကိုကျင်းထည့်ပြီးတော့ထပ်ကြိတ်ပါမယ်ဒီလိုဆိုရင်ကြက်သားနှပ်ဖို့အတွက်ကျင်းတဲ့ကြက်သွန်ဖြူလေးဆင်းသင်းဖြစ်သွားပါပြီချမောင်စကြော်ပါမယ်ချမောင်ကြော်ဖို့အတွက်အိုးထဲကိုစီနှင်းငယ်ထည့်ပါမယ်စီနှင်းငယ်ပူလာပြီဆိုရင်ခုနကအဆင်းသင်းလီးထားတဲ့ကြက်သွန်နီထည့်ပြီးတော့စီတက်ပေးပါမယ်စီတထားတဲ့ကြက်သွန်ဒီလေးအရောင်နွမ်းလာပြီဆိုရင်ခုနကကြိတ်ထားတဲ့ကြက်သွန်ပီလေးထည့်ပြီးတော့အနံလေးမွေးလာသည့်အထိစီတက်ပေးပါမယ်စီတထားတဲ့အနံလေးမွေးလာပြီဆိုရင်ငရုတ်သီးစိမ့်မို့ထမင်းစားစုံတစ်စုံငရုတ်သီးခွဲချမ်းထမင်းစားစုံတစ်စုံကိုထည့်ပါမယ်ငပီစိမ့်စားလေးအနည်းငယ်လေးထည့်ပါမယ်ငပီလေးကြည်သွားအောင်တေချာလေးခြေပေးရပါမယ်ပြီးရင်ရေစေးပြီးသားချမောင်ရွက်လေးတွေကိုထည့်ပါမယ်ချမောင်ရွက်လေးတွေကိုကြည်သွားအောင်တေချာလေးခြေပေးရပါမယ်ပြီးရင်အရသာအတွက်ကြက်သားမုတ်ထမင်းစားစုံတစ်ဝက်စားအနှဲငယ်ငမ်းမြရဲ့အနှဲငယ်တို့ကိုထည့်ပါမယ်ပြီးရင်ရေနှဲငယ်လောက်ထည့်ပါမယ်ထည့်ထားတဲ့ရေလေးလက်ခံပြီဆိုရင်တော့ဖတ်ထမင်းနဲ့တွဲစားမယ်ချမောင်ရွက်ကြော်လေးရအဆင်းသင်းဖြစ်ပါပြီငရုတ်သီးစကြော်ပါမယ်ငရုတ်သီးကြော်ဖို့အတွက်အိုးထဲကိုစီနှဲငယ်လောက်ထည့်ပါမယ်စီပူလာပြီဆိုရင်ခုနကအဆင်းသင်းကြိတ်ထားတဲ့ကြက်သွန်ဖြူလေးကိုထည့်ပြီးတော့အနံလေးမွေးလာသည့်အထိစီတက်ပေးပါမယ်စီတထားတဲ့ကြက်သွန်ဖြူနံလေးမွေးလာပြီဆိုရင်ပစုံကြောက်ထည့်ပါမယ်ပြီးရင်ငရုတ်သီးခွဲချမ်းမုတ်ထမင်းစားစုံနှစ်စုံစာလောက်ထည့်ပြီးကြော်ပါမယ်အရသာအတွက်ငမ်းပြားရဲ့အနှဲငယ်ကြက်သားမုတ်အနှဲငယ်ထည့်ပါမယ်ငရုတ်သီးကြော်တဲ့နေရာမှာမီးလျှော့ထားဖို့လိုအပ်ပါတယ်မီးပြင်းရင်ငရုတ်သီးတူးဝမှာဆိုလိုပါဖတ်ထမင်းနဲ့တွဲစားမယ်ချမောင်ရွက်ကြော်နဲ့ငရုတ်သီးကြော်လေးလည်းအဆင်းသင်းဖြစ်ပြီဆိုတော့ချက်သားစားကင်ပါမယ်ချက်သားကိုအရသာနေတဲ့နေရာမှာအရသာလေးစိမ့်ဝင်တော့အောင်ဒါလေးနဲ့အရာလေးတွေမှုန်းပေးပါမယ်အရသာအတွက်စားလက်ဖက်ရည်စွန်းတစ်စုံချက်သားမုတ်လက်ဖက်ရည်စွန်းတစ်စုံစနင်းမုတ်အနှဲငယ်ပြီးရင်ခုနကကြိတ်ထားတဲ့ကြက်သွန်ဖြူနဲ့ချင်းကိုထည့်ပြီးတော့ကြက်သားရဲ့ရတာလေးစိမ့်ဝင်တော့အောင်တေချာလေးနေပေးရပါမယ်ပြီးရင်နေထားပြီးသားကြက်သားကိုအရသာလေးပို့ပြီးစိမ့်ဝင်တော့အောင်ရေခဲတစ်တာထဲမှာနိုင်ခွက်တစ်နိုင်ခန့်နှက်ထားပေးပါမယ်ပြီးရင်ကြက်သွန်လေးနဲ့စားချက်ပါမယ်ကြက်သွန်လေးအနှစ်ချက်ဖို့အတွက်အိုးထဲကိုစီးထည့်ပါမယ်စီပူလာပြီဆိုရင်ခုနကအဆင်းသင်းလေးထားတဲ့ကြက်သွန်လေးတွေထည့်ပါမယ်ကြက်သွန်နီလေးအရောင်နွမ်းလာပြီဆိုရင်စနင်းမုတ်လက်ဖက်ရည်စွန်းတစ်စုံလောက်ထည့်ပါမယ်ခုနကကြိတ်ထားတဲ့ချင်းနဲ့ကြက်သွန်ဖြူကိုလည်းထည့်ပါမယ်ကြက်သားမုတ်ထမင်းစားစွန်းတစ်ဝက်ငရုတ်သီးအစိမ်းမုတ်ထမင်းစားစွန်းတစ်ဝက်
အသားမဆလာကိုလည်းထမင်းစားဆုံးတစ်ဝက်လောက်ထည့်ပြီးတော့တေချာလေးသမတော့အောင်မှုပေးပါမယ်ကျက်သွန်ကြောအနေငယ်ထည့်ပါမယ်အိမ်မှာမရှိရင်လည်းမထည့်လို့လည်းရပါတယ်ပြီးရင်ရေထည့်ပြီးတော့ရေခမ်းသွားသည့်အထိ10မိနစ်ခန့်လောက်အဖုံးအုပ်ပြီးတော့တည်ထားပေးရပါမယ်ထည့်ထားတဲ့ရေလေးလည်းခမ်းသွားပြီဆိုတော့ကျက်သွန်လေးလေးစင်သေးဖြစ်သွားပါပြီကျက်သွန်လေးနဲ့လေးလည်းစင်သေးဖြစ်ပြီဆိုတော့ခုနကနှက်ထားတဲ့ချက်သားကိုကြော်ဖို့အတွက်အိုးတွေကိုစီထည့်ပါမယ်စီပူလာပြီဆိုရင်ခုနကနှက်ထားတဲ့ချက်သားလေးကိုထည့်ပြီးတော့ကြော်ပါမယ်ကြော်တဲ့နေရာမှာမီးခက်အေးအေးလေးနဲ့အဖုံဖုံပြီးတော့ကြော်ပေးရပါမယ်အတွင်းသားတဲ့အထိကြက်အောင်လို့ပါကြော်ထားတဲ့ချက်သားလေးအတွင်းပိုင်းလည်းကြက်ပြီးအပြင်ပိုင်းလည်းကျွတ်ရွက်လာပြီဆိုရင်တော့ရပါပြီကဲဒီလိုဆိုရင်တော့အနံ့ရတာနဲ့ပြေဆုံးတဲ့နာမည်ကြီးရန်ကုန်ဖတ်တမင်းပေါင်းလေးကိုအလွယ်တကူအိမ်မှာလှူစားလို့ရပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ဒီလိုလွယ်ကူရွှေရှင်းပြီးအိမ်မှာလွယ်တကူချက်စားလို့ရမယ်ဟင်းချက်နီဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်ရဲ့ 1K Cooking Blog Channel လေးကို Like and Subscribe လုပ်သွားပြီးဖို့လည်းမမေ့ပါနဲ့နော်